သိန်းငတ်သူရဲ့ကောင်ဇလန်းတွေထဲမှာပါတယ်သိန်းငတ်နဲ့မဲလိုက်တဲ့လူမျိုးတွေရှိရဲ့မုံကိုမြောက်ပြပိုင်းကိုသူရောက်ရှိပါတယ်။ရမ်းမိုက်တဲ့သူတို့ရဲ့သိန်းငတ်ပွဲတော်ကိုလည်းပါဝင်ဆင်နွှဲခဲ့ပြီးတော့ home stay အနေနဲ့သူတို့ရဲ့အိမ်မှာတစ်လလောက်နေပြီးအမဲလိုက်တာတွေနှုတ်မြစ်တာတွေ local life တိုင်းကျွန်တော်နေခဲ့ပါတယ်။ဒီနေ့ရောက်နေတာကတော့ကျွန်တော်တို့မွန်ဂိုလီးယားဥဂီပြည်နယ်မှာကျင်းပတဲ့ကာဇက်လူမျိုးတွေရဲ့ရိုးရာ Eagle Hunting Festival ကိုရောက်ရှိနေရမယ်ဖြစ်ပါတယ်ခင်ဗျာဒီမှာဘာတွေလုပ်လဲဆိုတော့သူတို့ရဲ့ရိုးရာကသိငှက်တွေနဲ့အမဲလိုက်တဲ့ရိုးရာရှိတယ်နိုင်တဲ့လူလည်းစုပေးသလိုသူတို့အနေနဲ့လည်းဂုံတိတ်ခါရရှိတယ်ဗောနော်အဘာရက်က tourist တွေလည်းဒီ Eagle Festival အတွက်ကိုရွယ်ပြီးရောက်ရှိလာတွေ့ရှိရမှာပါဒါတွေကတော့ Eagle Hunters တွေပါပြိုင်ပွဲဝင်မဲ့သူတွေပါဒါတွေကကျွန်တော်တို့စီမှာလည်းလုံးဝမရှိတဲ့ညီကျေးမှုတစ်ခုပါဒါကိုကျွန်တော်မိုင်းမောင်းများစွာလာကြည့်ရတန်ပါတယ်ကျွန်တော်တော့ပုံမှန်ဆိုရင်တော့ကျွန်တော်က backpacking သွားလေးရှိပါတယ်ပေါ့နော်ဒါပေမဲ့ဒီလိုနေရာမှာကြတော့ကျွန်တော်တို့ backpacking လုံးဝအဆင်မပြေပါဘူးအဲ့ဒီအတွက်ကြောင့်ကျွန်တော်တိုးတွေဝယ်ရပါတယ်ဒါကတော့ final day မှာပြိုင်ပွဲဝင်မဲ့ဆရာကြီးတွေပေါ့အကုန်လုံးကတော့မှန်ပြေးတယ်ပဲဒါကတော့အပြူဖြူလေးနဲ့သူ့မောင်လေးရောက်ပါလိမ့်မယ်ကဲမန်ကားဆက်အစင်လေးရောင်းတယ်နော်ကျွန်တော်ကောင်းနေတာအမျိုးသမီးများကတော့အကင်မစားခြင်းကင်ရောင်းတဲ့လူပဲစားခြင်းတွေဖြစ်ကုန်တော့ပါတယ်ဒီကားကခုတက်ခုချရဘောင်းကောင်းသူစီဖြစ်ချပဲကြာကြည့်ချဲပါဒါကတော့ပြိုင်ပွဲကျင်းပတဲ့ကွင်းပြင်မှာတွေ့ရတဲ့အလှပါအခုကတော့ပြိုင်ပွဲပါနော်စနေပြီဒီမှာတောင်မွားနေညက်ကိုလွတ်လိုက်တယ်ညက်ကလိုက်ပြန်နေပြီတော့ဒီသူတို့ trainer တွေမှာပေါ့နော်ဒီမြင်းစီးသမားဆွဲသွားတဲ့ဟာကိုသိငှက်ကလိုက်ပြီးဖမ်းရမှာသူ trainer ကဘယ်လောက်ကောင်းလဲဆိုတော့ဒီတောင်ပေါ်ကနေပြီးတော့လွှတ်ပြီးတော့ဖမ်းတာဒီမှာစပြီးတော့ပြေးပါပြီသိငှက်လာပြီgrabbing ပေါ့နော်မြင်းစည်းလိုက်နေဒီမှာလှမ်းပြီးကောက်အောင်မြင်းပေါ်နေပြီးတော့ဟုတ်ပြီအခုလာတဲ့တိုင်ပွဲကျစောက်ဆိုင်ပါလဲဆိုတော့ဒါမင်းကလေးနဲ့ယောက်ျားလေးတွေပဲကြတယ်မင်းကလေးကနေယောက်ျားလေးကိုစောက်ချိုးပြအောင်